ညီတော်မောင်ထိပ်ပြဖို့ကကျွန်တော်အနာလေးကွဲကြောင်းလေးဖြစ်လိုက်ပြန်ကောင်းလိုက်ကြည့်လို့ရှိရင်အနာကွဲကြောင်းလေးပြန်ဖြစ်လိုက်ပြန်ကောင်းလိုက်နဲ့အဲ့လိုမျိုးတန်ကြလဲနေမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကကျွန်တော်ရေရှည်တော့ဆိုတော့အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့ကောင်ဖြစ်စေတဲ့အကြောင်းရင်းများသောအားဖြင့်ကကျွန်တော်အရေပြား6တွေပြအရေပြားကျွန်တော်ပိုးဝင်တာပြီးလို့ရှိရင်ကျွန်တော်မွေးရပါထိပ်ပြဖုံးနေတာအတူကကျွန်တော်စီးရိုရောဂါကြောင့်ဖြစ်တာပေါ့နော်အဲ့လိုအချက်လက်တွေကြောင့်ကျွန်တော်တို့ကဒီညီတော်မောင်ထိပ်ပြပေါ်မှာကျွန်တော်ကွဲကြောင်းလေးအကြောင်းလေးခဏခဏဖြစ်နိုင်တယ်ပြီးပြန်ကောင်းလိုက်ပြန်ပြီးတော့ပြန်ဖြစ်လိုက်နဲ့ကျွန်တော်တို့ကရလဲနေတာပေါ့လေအဲ့လိုခဏခဏဖြစ်ပါများတော့ဘာပြဿနာတက်လာလဲဆိုရှင်ကျွန်တော်တို့ဒီကိုင်းသီးလုံးကရဲလာတယ်ရောင်လာတယ်အယောင်ပြောင်းလာတယ်ပြီးလို့ရှင်ကျွန်တော်တို့ပူလိုခံစားရတယ်ကျွန်တော်တောင်းဖြစ်တဲ့ခါကျွန်တော်နာကျင်နေပေါ့နော်အဲ့ပြဿနာမျိုးကျွန်တော်မျိုးစုံကြုံတွေ့ရတယ်အဲ့လိုမျိုးကြုံတွေ့နေရပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီညီတော်မောင်ထိပ်ပဲဖြစ်တာတော့အကောင်းဆုံးပဲပေါ့လေအဲ့လိုမှမလုပ်ချင်သေးဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ဒါ moisturizer training နေမျိုးရတယ်ကျွန်တော်တို့ fungal infection ဝင်လာဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမိုးပိုးဝင်လာဆိုလို့ရှင်တော့မိုးပိုးသမုဒ္ဒဆေးကျွန်တော် link ကိုလိုအပ်တယ်ပြီးရှင်ကျွန်တော်တို့ဒါပိုးဝင်လာဆိုလို့ရှင်တော့ကျွန်တော် antibiotic training link ကိုလိုအပ်ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပေါ့ဆလို့မပေါ့ဆသင့်ဘူးပေါ့နော်ကျွန်တော်တို့ဒီအမျိုးသမီးနဲ့တူနေလို့မရဘဲနဲ့နာကျင်မှုပြဿနာကြောင့်ကျွန်တော်တို့ရနိုင်ပါတယ်ခင်ဗျာ